မနက်ဖြန်17ရက်နေ့ဟာ17မီးငိမ့်စေပြီးတော့မှငွေဒလဟောဝင်စေမဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဆရာတို့အခု9လပိုင်းမှာ17ရက်နေ့ဆိုတာက17မီးကိုငိမ့်စေပြီးတော့မှကို့မှာရှိတဲ့အပူတောကတွေငိမ့်အေးစေပြီးတော့အေးချမ်းမှုတွေရရှိစေပြီးတော့မှငွေတွေရွှေတွေဒလဟောဝင်စေမဲ့နေ့တစ်နေ့ဖြစ်ပါတယ်အဲဒါကြောင့်17ရက်နေ့မှာပြုလုပ်ရမယ့်အထူးအစွမ်းထက်ရေရာတစ်ခုကိုဆရာပရိသတ်တွေကိုပြောပြပေးသားမှာဖြစ်ပါတယ်ဆရာတို့လူရယ်လို့ဖြစ်လာရင်အခြေရေးအပူအိမ်အောင်ရေးအပူငွေရေးကြေးရေးအပူစီဝါရေးအပူကျမ်းမာရေးအပူတာသမီအပူအလုတ်အကင်အပူစသည်ဖြင့်လူတိုင်းမှာအပူတောကတမျိုးမဟုတ်တမျိုးတော့ရှိကြပါတယ်ချမ်းသာတဲ့လူတိုင်းမှာလည်းအပူတောကရှိသလိုဆင်းရဲတဲ့လူတိုင်းမှာလည်းအပူတောကရှိပါတယ်ဒီလိုအပူတောကတွေကိုငြိမ်းအေးစေဖို့အတွက်17မီးငြိမ်းစေပြီးတော့မှစူတောင်းပြီးတော့မှပြုလုပ်ရမယ့်ရတရားလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ကို့မှာဘာအပူတောကပဲရှိနော်ကို့အိမ်မှာပဲအပူတောကပဲရှိကို့ဆိုင်ကို့ယုံကို့အခန်းမှာကို့ခန္ဓာကိုယ်မှာမိမိရဲ့စိတ်မှာမိမိကိုယ်တိုင်းမှာဘာအပူတောကပဲရှိဒီအပူတောကတွေကိုဆရာကအေးချမ်းစေမဲ့ရေနဲ့ညှိမ့်ပြီးတော့မှအေးချမ်းမှုတွေကိုရရှိစေပြီးတော့မှကိုရောအေးချမ်းလာအောင်စိတ်ရောအေးချမ်းလာအောင်အပူတောကတွေအားလုံးလဲနော်ကင်းဝေးသွားပြီးတော့မှအပူငြိမ့်ပြီးတော့မှလိုချင်သမျှငွေတွေကိုနော်အရက်10မျက်နှာအရက်10မျက်နှာအရက်4မျက်နှာနေပြီးတော့မှမိမိထံကိုငွေဒလဟောဝင်စေမဲ့ရတရားကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရတရားလေးကအပူတောကတွေလည်းငြိမ့်အေးစေတယ်ငွေတွေလည်းဝင်စေတယ်အကျွေးတွေလည်းကြေစေတယ်စီးပွားရေးတွေလည်းတိုးတက်စေတယ်ကို့မှာရှိတဲ့ဘာအခက်ခဲမဆိုဒီအပူတောကတွေကိုငြိမ့်အေးပြီးတော့မှလိုချင်တဲ့ဟာတွေကိုအမြန်ဆုံးနော်ဆရာတို့စူတောင်းပြီးတော့မှပြုလုပ်ရမယ့်ရတရားဖြစ်လို့ဒီရတရားကအရန်ကိုမှအစွမ်းထက်တဲ့ထူးခြားတဲ့ရတရားဖြစ်ပါတယ်ဒီရတရားကိုလည်းနေတိုင်းပြုလုပ်လို့မရပါဘူး17ရက်နေ့တရက်တည်းပဲပြုလုပ်ရတာဖြစ်ပါတယ်ဘယ်လိုပြုလုပ်ရမလဲဆိုရင်17ရက်နေ့မနက်9:00နာရီကနေမနက်17:00နာရီအတွင်းကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့တောက်တော်ရည်နော်တောက်တော်ရည်အေးလေးပေါ့နော်17ခွက်ကတ်လို့ရမှာဖြစ်ပါတယ်တစ်ခွက်မဟုတ်ပါဘူး17ခွက်ဖြစ်ပါတယ်ဖန်ခွက်မရှိတဲ့သူတွေကတော့တစ်ခါ3ခွက်နဲ့ကတ်လို့ရပါတယ်ပြီးရင်ဆရာတို့ချိုးချင်းနော်တကြားလုံးချိုးချင်း17လုံးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပြီးရင်ဆရာတို့ပေါ့နော်ဒီဖျောင်းနိုင်အဖြူရောင်17တိုင်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်နော်ပူဇော်မယ်ဖန်ခွက်မရှိတဲ့သူတွေကတော့တစ်ခါ3ခွက်နဲ့ကတ်လဲရပါတယ်เนาะပြီးရင်တန်မုတ်တွေကားတာကို17ခေါက်24ပစ္စည်းအချင်းဟို17ခေါက်ရွတ်ပါမယ်ရွတ်ပြီးဆိုတာနဲ့စူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို17ရက်နေ့မှာ17မီးငိမ့်စေပြီးတော့မှလိုအင်ဆန္ဒတွေပြေဝစေပြီးတော့မှရှိသမျှအပူတွေငိမ့်အေးပါစေကိုရောစိတ်ရောအေးချမ်းပါစေเนาะဆရာတို့စူတောင်းမယ်ကိုဖြစ်ချင်တဲ့စုတစုကိုလည်းတောင်းလို့ရပါတယ်ဥပမာငွေဝင်ပါစေအယောင်းဝယ်တွေကောင်းပါစေစသည်ဖြင့်ကိုလိုချင်တဲ့စုတစ်ခုကိုလည်း17မီးငိမ့်မဲ့နေ့မှာစူတောင်းမှာ17မီးငိမ့်တဲ့နေ့မှာကို့မှာရှိတဲ့အပူတောကတွေငိမ့်အေးပါစေလို့လဲဆူတောင်းမှာကို့မှာရှိတဲ့အပူတောကတွေတဖြည်းဖြည်းငိမ့်အေးပြီးတော့မှကိုဟာချမ်းသာအောင်မြင်တိုးတက်တဲ့ဘဝတစ်ခုကိုရောက်ရှိသွားမှာဖြစ်ပါတယ်เนาะဆရာတို့ရတရားတွေအများကြီးရှိပါတယ်ဆရာစီမှာဒါပေမဲ့ဆရာပရိသတ်တွေကိုလမ်းမရောက်အောင်ကုသိုလ်ပြုရတရားတွေပဲပေးတာဖြစ်ပါတယ်လူတစ်ယောက်ကကုသိုလ်လုပ်ပြီးမှရရှိလာတဲ့ပတ်စံဒီငွေဝင်တယ်ငွေမြဲတယ်ပွားများတယ်အပူတောကတွေကင်းဝေးတယ်เนาะကို့မှာရှိတဲ့ပတ်စံတွေကပို့ပြီးတော့တိုးပွားလာတယ်ဒါကြောင့်မလို့ဆရာပရိသတ်တွေကိုအမြဲတမ်းကုသိုလ်ပြုတဲ့ရတရားတွေပဲလုပ်ခိုင်းတယ်ပြီးရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပဲဆရာတို့ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းယုံကြည်နဲ့ထားဖို့ဆရာပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအမြဲတမ်းစွန့်ကပ်ပြီးကုသိုလ်ယူပါနော်စိတ်နှလုံးအေးချမ်းစေတယ်ကိုယ်မှာရှိတဲ့လိုအင်ဆန္ဒတွေပြည့်ဝစေတယ်လူတစ်ယောက်ကကုသိုလ်ကောင်းမှုတွေအမြဲတမ်းလုပ်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့နော်ကိုနတ်ကောင်းနှက်မြက်တွေကလည်းစောင်းရှောက်တယ်မိကောင်းဆွေကောင်းတွေလည်းရရှိတယ်အကြံဉာဏ်သစ်တွေလည်းပေါ်ပေါက်တယ်လိုအင်ဆန္ဒတွေလည်းပြေးသွားတယ်နော်အပူတောကတွေလည်းငြိမ့်အေးတယ်ဒါကြောင့်မလို့နော်ဒီရတရားတွေကိုဆရာနေ့စဉ်နေ့တိုင်းဆရာပရိသတ်တွေကိုအပင်ပန်းခံပြီးတော့မှဆရာကတေချာတွက်ချက်ပေးပြီးတော့ပြောပြနေတာဖြစ်ပါတယ်ဒီရတရားပြုလုပ်တဲ့နေမှာစိတ်သားမစားပါနဲ့စိတ်သားစားတာကိုရှောင်ပေးပါ17ရက်နေ့အတွက်ဂျိုးပေးကနန်းလေးကတော့13509ဖြစ်ပါတယ်17ရက်နေ့မှာ17မီးငိမ့်နေတဲ့ရတရားကိုဆရာစီမှာလာအပ်လို့ရပါပြီဆရာစီမှာငွေဝင်ကျန်းကျင်တဲ့သူတွေ17မီးငိမ့်ကျင်တဲ့သူတွေအကုန်လုံးဆရာရဲ့ Viber တို့ Messenger တို့ Telegram တို့မှာ17မီးငိမ့်စေပြီးတော့မှငွေဒလဟောဝင်ပြီးငွေဝင်ကျန်းနေတဲ့9လပိုင်းအတွက်ရတရားကိုလာအပ်လို့ရပါပြီရတရားအချင်းနဲ့ဆိုရင် Viber တို့ Messenger တို့ Telegram တို့မှာဆရာနဲ့ Direct ရိုက်ဆက်သွယ်ပြီးတော့ရတရားအပ်လို့ရပါတယ်ပြီးတော့ဆရာစီမှာဘေးတွေမေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေလည်းဆရာတို့မေးလို့ရပါတယ်ပြီးတော့ဆရာစီမှာအဆောင်ပစ္စည်းတွေလည်းဝယ်လို့ရပါတယ်အဆောင်ပစ္စည်းတွေကအများကြီးရှိတဲ့အတွက်ဆရာရဲ့ Messenger မှာလာပြီးတော့ဝယ်လို့ရပါတယ်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကိုဆရာ3ရက်အတွင်းအိမ်ရောက်ပို့ပေးပါတယ်ထိုင်းနိုင်ငံကလူတွေကတော့ဆရာရဲ့ TikTok ဈေးချင်းတောင်းထဲမှာလည်းလာပြီးတော့ဝယ်လို့ရပါတယ်